ကိုကိုဘာချက်နေရလဲ ဟောကလေးနိုးပြီလားကိုဒီနေ့ကလေးကြိုက်လေးချက်နေရ အမေကိုကိုကဒေါ်လာရလားကဲဘာချက်နေရလဲ ကလေးကြိုက်တဲ့ချက်သားအဆက်ကြော်လေးရဲ့တင်ဖို့ချင်လေးပြီးတော့ကစုံနေနေမိုးလေးကြော်လိုက် ကိုကဒေါ်လိုက်တာတတိယကိုဘာမချောရမ်းချိတ်တာဒီကြည့်မယ်လေ ဒီလေကလေးကစုံပေးမယ် စားတော့ပြန်တော့အေးအမလေးလေးတန်းနဲ့ကိုကိုရဲ့ဘာထိတာလဲ ကိုလည်းယူချွတ်ထင်ရတိုင်းချက်တာမင်းတိုင်းမဲ့လေ အမလေးလေးဒါနဲ့ချက်သားအဆက်ကျော်လေးမြည်ကြည့်အမလေးချင်းတာကိုအကြီးရထည့်တာအမလေးလေးကမချီရတော့တော်သေးဘာရတာမှမရှိ ကိုလည်းချက်တာမချက်တာချက်တာ ကိုကိုလောက်